စနေသားသမီးများအတွက်9လပိုင်းတစ်လလုံးကကြမ hostel နဲ့ဆောင်းရှောင်းလေးတွေကိုဆမ်မလီကသိသိပြပြသွားမှာဖြစ်ပါတယ်ရှင်။ဆမ်မကတော့တောင်းနဲ့ဗီဒီယိုတမျက်ကိုပြောပြပေးသွားမယ်ဆမ်မလီသုံးခတ်မိပဲဖြစ်ပါတယ်ရှင်။ဆမ်မရဲ့ page ကို like and follow လုပ်ပေးထားပါ။ဆမ်မရဲ့ TikTok account လည်း like and follow လုပ်ပေးထားပါရှင်။ဒါမှဆမ်မနှစ်စစ်တွေကုသပေးရတဲ့ဒီလိုမျိုးရတဲ့ hostel လေးတွေကိုအခမဲ့တင်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်ဆမ်မရဲ့ဒီ video လေးကို like and share လုပ်ပေးဖို့မမေ့နဲ့နော်။စနေသားသမီးတွေရဲ့ကစားတာစနေသားသမီးတွေရဲ့ကစားကအခု9လပိုင်းမှာဒနာဥစ္စာလက်လာပါမှုများရွာသွန်းဖြုတ်မဲ့လာလို့ပြောရမယ်ရှင်အဓိကလေစနေသားသမီးတွေကဒီ9လပိုင်းမှာအောင်မြင်နေသလိုပဲစီးပွားရေးကစားတာကအထွတ်အထိပ်ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်ရှင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့အကျိုးအမြတ်တွေအပြည့်အဝခံစားရမယ်လားလို့လည်းပြောလို့ရမယ်ရှင်ဆမရဲ့အခုထိကိုအခက်ခဲလေးတွေရှိနေတော့မှာပဲတလဖြတ်ကျော်လာရင်းနဲ့အခု2026 9လပိုင်းထိကိုရောက်လာခဲ့ပါပြီဘာမှလည်းမထူးခြားသေးပါဘူးငွေတွေလည်းဂျမ်းဖြစ်နေတော့မှာပဲစီးပွားရေးတွေကလည်းမလဲပတ်သေးပါဘူးငွေတွေကလည်းဝင်လာလဲအဖက်မတင်ပါဘူးကျွေးတွေကြောင့်လုံးမပါနေတဲ့သူတွေရှိနေသေးရင်လည်းဘာမှစိတ်တကြစရာမလိုပါဘူးရှင်ဒီ9လပိုင်းမှာငွေကြေးနဲ့ပတ်သက်ပြီးတော့သတင်းကောင်းကြားရကိန်းရှိပါတယ်ရှင်အဓိကလေစနေသားသမီးတွေအတွင်းဖြူတယ်နော်အတွင်းဖြူတဲ့သမားတွေလူရိုးလူမှန်အဓိကလူမှန်လို့ပြောရင်ပုံပြီးတော့မှန်မယ်ပေါ့နော်ဒီ9လပိုင်းမှာဘာတတိထားပြရမလဲဆိုတော့ကိုယ့်ရဲ့အနီးလူကကိုယ့်ရဲ့အားနည်းချက်ကိုရှာပြီးတော့မကောင်းတဲ့လွှင့်တတ်ပါတယ်ရှင်စနေသားသမီးတွေဒီလထဲမှာလူယုံတက်လို့တည်တတ်တယ်အဲ့အတွက်အထူးကူးစိုက်ပေးရမယ်လားလို့လည်းပြောရမယ်ရှင်စနေသားသမီးတွေဒီ9လပိုင်းမှာကစားတာအလင်းတန်းဝင်လာပြီးတော့ဘာကိုထူးထူးခြားခြားဝင်ခင်းရှိလဲဆိုမြေဝင်ခင်းရှိရယ်မြေနဲ့ပတ်သက်ပြီးတော့ကြီးကြီးမားမားကြီးကြီးကျယ်ကျယ်ကိုနော်အမြဲအစိုးနေရမယ်ဒါမှမဟုတ်မြေတွေဝယ်လိုက်တာမြေနဲ့ပတ်သက်ပြီးတော့အကျိုးအမြတ်များစွာရရှိရမယ်လားလို့လည်းပြောရမယ်ရှင်စနေသားသမီးတွေပေါ့နော်ဒီ9လပိုင်းမေလာထဲမှာပေါ့နော်ကုန်သွယ်ရေးလုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေနော်အယောင်းဝယ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအဓိကဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းတွေဒီ9လပိုင်းထဲမှာအကျိုးပေးပါတယ်ရှင်ကိုပိုင်လုပ်ငန်းလုပ်ချင်တဲ့ဆမ်မရေဘယ်ကနေစလုပ်ရမလဲမသိဘူးကိုပိုင်လုပ်ငန်းလုပ်ချင်ပါတယ်အရင်ကြီးကလည်းနည်းနည်းလေးပဲရှိပါတယ်နော်ဒါပေမဲ့လည်းဒီအရင်ကြီးလေးကိုမပြတ်ပြတ်သွားချင်ပါဘူးထိုင်နေတော့ကအကောင်ထားလိုက်မှကျိုးသွားမယ်ဆိုတော့စိုးရိမ်စိတ်ရှိနေတဲ့သူတွေဒီ9လပိုင်းမှာဆမ်မတို့ကိုပိုင်လုပ်ငန်းလုပ်ချင်တဲ့သူတွေစပြီးတော့ရဲရဲတာလုပ်ဖို့ဆမ်မလေးကအကြံပေးချင်ပါတယ်ရှင်ဒီ9လပိုင်းမှာလုပ်မယ်ဆိုရင်ဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကြီးကြီးမားမားပေါ့နော်ငွေဝင်လန်းကြောင်းရရှိပြီးတော့အောင်မြင်မှုရရှိနိုင်ခြင်းရှိပါတယ်ရှင်စနေသားသမီးတွေထဲမှာပေါ့နော်ဝန်ထမ်းဖြစ်ပါကဆမ်မတို့ဒီ9လပိုင်းထဲမှာအလုပ်ထွက်အလုပ်ပြောင်းရဲ့အကြောင်းလေးတွေပေါ်တက်တယ်လားလို့လည်းပြောရမယ်ရှင်ပညာရေးနဲ့ပတ်သက်ပြီးတော့စာမိုးဝဲတွေရှိနေပေါ့နော်ရလက်အပေါ်ကိုစိတ်ကြည်နေရတဲ့ရလက်မျိုးရခင်းရှိပါတယ်ရှင်ကျမ်းမာရေးစနေသားသမီးတွေဒီလာထဲမှာဘာဂရုစိုက်ပြရမလဲဆိုတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ခန္ဓာကိုယ်ထိခိုက်ရှနာတာပေါ့အဓိကထိခိုက်ရှနာဆိုတော့ဟိုနားလေးတိုက်မိလို့ဒီနားလေးတိုက်မိလို့သွေးထွက်သွေးယုံလေးတွေဖြစ်တတ်တယ်အဲ့ဒါလေးတွေဂရုစိုက်ပြရမယ်ပြီးရင်ဒီလာထဲမှာ9လပိုင်းထဲမှာနော်မျက်လုံးနဲ့ပတ်သက်တဲ့ယောဂနော်ခန္ဓာကိုယ်တုံညင်ကြိုက်ခဲတဲ့ယောဂအဓိကတစ်ခါလေကြာရင်လေမူးဝေပြီးတော့မိုက်ကနေဖြစ်သွားတယ်အဲ့ဒီလိုမျိုးလေးတွေဖြစ်တတ်တယ်ရှင့်ဒါကြောင့်မလို့ဆမ်မတို့စနေသားသမီးတွေဒီလာထဲမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အထူးဂရုစိုက်ပေးဖို့မှာချင်ပါတယ်ရှင်အခြေရေးနဲ့ပတ်သက်ပြီးတော့ကိုယ်တိတ်လေးသဘောကျနေတဲ့သူတွေရှိတတ်တယ်ပေါ့နော်အခြေရေးနဲ့ပတ်သက်ပြီးတော့ဒီလာထဲမှာစမ်းပွင့်နေမယ်လားလို့လည်းပြောရမယ်ရှင်အိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့အိမ်အောင်ဘက်နဲ့အတူပေါ့နော်ခီးထိုလေးတွေသွားရခင်ရှိပါတယ်ရှင်ကဲဒါဆိုရင်ဆမ်မရဲ့စနေသားသမီးတွေဒီလာထဲမှာကန်ဆာတာက80%ကန်ကောင်းနေပြီ30%တော့နည်းနည်းလေးအညံ့အတိုက်ခိုက်အနှောက်အယှက်လေးရှိရတဲ့အတွက်ဆမ်မကရေရကောင်းလေးတစ်ခုကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့ဒီရေရကအရန်ကိုလည်းကိုရွှေ့ရှင်းပါတယ်ဆမ်မတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရမေကြီးကိုပေါ့နော်စွန်းထမင်းနဲ့တကွာပေါ့နော်တက်လို့စွန်းကက်လူပူဇော်ပေးပါရှင်ဟိုတက်လို့ပေါ့နော်အရွက်ကြော်လေးလည်းရတယ်ဒါမှမဟုတ်ပဲပြားကြော်ကိုကြိုက်နေတဲ့ပေါ့နော်တက်လို့စွန်းလေးကက်လူပူဇော်ပေးပါရှင်မီတိနဲ့မဆိုကလူလို့ရပါတယ်စမိုက်ဒီဗီဒီယိုလေးကိုစတွေ့ရနေရစပြီးပြုလုပ်လို့ရပါတယ်ရှင်တကယ်တည်းပြုလုပ်ရမှာပဲဖြစ်ပါတယ်ရှင်မနက်9နာရီနေပြီးတော့မနက်7နာရီအတွင်းကလူပူဇော်လို့ရပါတယ်ရှင်ပြီးရင်အညာအတိုက်ခိုက်အနှောက်အယှက်လေးရှိနေသေးတဲ့အတွက်ကြောင့်မို့စမလားစင်လာတိုင်းရေတွေကပေးနေကြဖြစ်တဲ့နော်တမယာတီကိုလုံးလှူပေးပါရှင်တမယာတီကိုနွမ်းနာနဲ့ဆိုမှပြန်ပြီးတော့အသုံးမပြုပါနဲ့အညာအတိုက်ခိုက်အနှောက်အယှက်လေးတွေရှိတတ်လို့ပါရှင်ပြီးရင်စနေသားသမီးတွေပေါ့နော်ကိုယ့်ရဲ့အသုံးမလို့တဲ့စနေနံနဲ့ပတ်သက်တဲ့ပစ္စည်းဥပမာထီဖက်နှက်နိုင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုအသုံးမလို့တဲ့ပစ္စည်းတွေရှိရင်လည်းလွတ်ပြပေးဖို့ဆမ်မလေးကအကြံပေးချင်ပါတယ်ရှင်။ကဲဒါဆိုရင်ဆမ်မရဲ့စနေသားသမီးတွေဒီ9လပိုင်းမှာအောင်မြင်နေရမယ်လားလို့လည်းပြောရမယ်ရှင်။ကဲဒါဆိုရင်ဆမ်မရဲ့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့မမေ့နဲ့နော်။ဆမ်မရဲ့ဒီဗီဒီယို comment အောက်မှာလည်းမိမိလိုချင်တဲ့ငွေအမောက်လေးတွေမှတ်ခဲ့ပေးပါ။ဆမ်မလေးတဦးကြောင့်စင်တိုင်းကိုစီမံစုတောင်းပေးပါမယ်ရှင်။ကဲဆမ်မစီမှာဗီဒီယိုမီလို့ရတယ်ဇာတာစစ်လို့ရတယ်တဲတော့မီလို့ရတယ်ငွေကြေးကြောင့်ဖြစ်တဲ့အခက်အခဲလေးတွေလာရောက်တိုင်မယ်ဆွေးနွေးလို့ရပါတယ်ရှင်။ဆမ်မနဲ့ဓာတ်ရိုက်ဆက်သွယ်ခြင်းတဲ့သူတွေကတော့ဆမ်မရဲ့ Viber 3996851039ဒီ Viber DKB ဒီနံပါတ်တစ်ခုတည်းသားသုံးပါတယ်ရှင်။ကဲဒါဆိုရင်ဆမ်မ